ဘာသာရေးဘက်မှာပါထူးချွန်သူလေးမို့သုတဓမ္မဒီပလိုမာဘွဲ့ level 1အောင်မြင်ခဲ့တဲ့မိသက်ထားဆိုရင်အနုပညာလောကရဲ့ကျက်ဝိနေတဲ့မှာအတန်တရားရုံဒီမကပဲနဲ့စိတ်ထားနဲ့ပြုမှုပါစက်တရေမင်္ဂလာရှိလာတဲ့ဆိုတော်လေးကတော့မိသက်ထားဆွေပါပဲအခုနောက်ပိုင်းမှာတော့မိသက်ထားဆွေဟာတချင်းဆိုတာတဲ့ပုံမိုလေးနဲ့ဘာသာရေးနယ်ပယ်မှာပါထူးထူးခြားခြားအောင်မြင်မှုတွေရရှိလာတာတွေ့ရပါတယ်မိသက်ထားဆွေဟာမကြသေးခင်ကမှပြပြဆိုင်ရာထင်ရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ကကြီးမှုကျင်းပတဲ့သုတဓမ္မဒီပလိုမာ level 1စာမွေးပွဲကိုထူးထူးချွန်ချွန်အောင်မြင်ခဲ့ပါတယ်။ဒါအနုပညာရှင်တီအနေနဲ့တင်မကပဲနဲ့ဗုဒ္ဓဘာသာဝင်လူငယ်တယောက်အနေနဲ့ပါအတူယုံစရာအလွန်ကောင်းတဲ့မှတ်တိုင်တစ်ခုပါ။အဆိုပါသုတဓမ္မစာမွေးပွဲဆိုသည်မှာဗုဒ္ဓစာပေဆိုင်ရာခြေခံသဘောတရားများအဘိဓမ္မာနဲ့တော့ဝိနည်းဒေတာတော်များကိုစနစ်တကျလေးလာဖြည့်ဆို့ရခြင်းဖြစ်ပြီးတာမန်အားဖြင့်လေးလာလိုက်ဆိုင်ရန်ခက်ခဲလာပေမဲ့သူမကတော့ဇွဲရိယအပြည့်ဖြင့်စူးစမ်းခဲ့ခြင်းဖြစ်ပါတယ်။အနုပညာလုပ်တွေနေပွဲတွေနဲ့မအားမလဲဖြစ်နေတဲ့ကြားကနေဗုဒ္ဓစာပေတွေကိုစနစ်တကျလေးလာစီဖို့ပဲအခုလိုဘွဲလက်မဲ့ရရှိခဲ့တာဟာသူမရဲ့ဘာသာတရားပေါ်ထားရှိတဲ့ဝိရိယကိုပေါ်လွင်စေပါတယ်။တခြင်းပဲဆိုတတ်တာမဟုတ်ဘူး။တရားဓမ္မကိုလည်းခြေခံကားစားစနစ်တကျလေးလာထားသူဆိုတဲ့ဂုဏ်ပေါ်ဟာသူမတွေအဖို့စုတစ်ခုဖြစ်လာခဲ့ပါတယ်။ပရိသတ်တွေတတိထားမိကြမှာပါ။ဆရာတော်ကြီးတွေရဲ့ဝိစာတာဝင်းနေပွဲတွေဘာသာရေးခမ်းနားတွေနဲ့လူတန်းတွေရှိပြီဆိုရဲ့မိသက်ထားဆွေရဲ့ခြေလင်းပြတ်သားတဲ့အတန်လေးကိုမပါမဖြစ်ကြားကြရပါတယ်။သူမဟာခေပေါ်သချင်းတွေထက်မြန်မာအတန်းစင်နဲ့ဘာသာရေးဆိုင်ရာဓမ္မသချင်းတွေကိုပုံမအားစိုက်တီးဆိုလေးရှိပါတယ်။သူမရဲ့တီးဆိုမှုကြောင့်လူငယ်ပရိသတ်တွေလည်းဘာသာရေးပေါ်စိတ်ဝင်စားမှုပုံမမြင့်တက်လာခဲ့တာပါ။အထူးသဖြင့်သူမတီးဆိုတဲ့ဓမ္မပူဇာသချင်းတွေဟာနားဆင်ရသူရဲ့စိတ်ကိုအေးချမ်းစေုံသာမကတရားတော်ဝေကပါရရှိသေးတာကြောင့်လူကြီးမိဘတွေနဲ့တန်ဃာတော်ရှိသူမြတ်တွေကပါသူမကိုအထူးချစ်ခင်အားပေးကြတာဖြစ်ပါတယ်။ရှင်နေကလူငယ်တွေကြားမှာအနောက်တိုင်းရင်ကျင်းမှုတွေလမ်းမိုးနေချိန်မှာမိသက်ထားဆွေကတော့မြမရင်ကျင်းမှုကိုထိမ့်သိမ့်တဲ့အမျိုးသမီးကောင်းပြီးသားစွာရပ်တည်နေပါတယ်။သူမရဲ့နေထိုင်မှုပုံစံဟာအောက်ခြေမလို့ဖဲနဲ့အမြဲတမ်းရင်ကျေးသိမ်မွေးနေတာကိုတွေ့ရမှာပါ။အနုပညာဆိုတာဖျော်ဖြေရေးတသက်တည်းမဟုတ်ပဲလူထုကိုအေးချမ်းမှုပေးနိုင်တဲ့ဘာသာရေးနဲ့ပေါင်းစပ်မှုပြည့်စုံတာပါဆိုတဲ့အတိုင်းမိသက်ထားဆွေဟာမကြာခဏဆိုသလိုသာသနာပေါင်းကိုဝင်ရောက်ပြီးတော့မေတ္တာရှင်ဝတ်လေးရှိပါတယ်။ဂျာဟန်ဆောင်မကင်းနဲ့သူမရဲ့တရားတရားကိုပြသနေတာဖြစ်ပြီးအောင်မြင်မှုတွေထွတ်တရောက်နေချိန်မှာတောင်လော်ကီပြော်ပါရတဲ့ဘာသာရေးမှာစေအေးချမ်းမှုရှာဖွေတတ်တာကတော်တော်လေးကိုလေးစားဖို့ကောင်းပါတယ်။မိသက်ထားဆွေဟာဒီအောင်မြင်မှုနဲ့တရားဓမ္မကိုမျှတစွာကြည်ကြံနေထိုင်တတ်တာဟာမိဘတစ်ပါးရဲ့လမ်းပြတိုးတက်မှုကြောင့်လည်းဖြစ်ပြီးမိသက်ထားဆွေဟာခင်မီတဲ့လူငယ်ဆိုပေမဲ့ခင်မဆန်လိမ္မာရင်ကျေးတဲ့မြန်မာမျိုးသမီးတဦးရဲ့ပုံရိပ်ကိုပေါ်လင်းစေသူလည်းဖြစ်ပါတယ်။မိသက်ထားဆွေဟာငယ်စဉ်တွေကဂီတာတကားလေးဖွင့်မအောင်ကနေစားပြီးပရိသတ်ရင်ထဲကိုရောက်ခဲ့သူပါ။အခုအသက်20ကျော်ရွယ်ရောက်လာချိန်မှာတော့သူမဟာဆိုတော်တယောက်တည်းပို့တဲ့ဘာသာတရားကိုင်းဆိုင်တဲ့စံပြနုပညာရှင်တဦးဖြစ်ခိုင်ခိုင်မာမာရည်တည်နေနေမှာပြီ။လူငယ်တယောက်အနေနဲ့အခြေရှိအပျော်ပါးတွေထဲမိဘကိုတည်တဲ့ချိန်ဘာသာတရားလိုက်စားခြင်းနဲ့ကိုကျင်တရားကိုထိမ့်သိမ်းခြင်းဟာသူမကိုလူချစ်လူခင်ပေါ်များဆုံးအဆိုတော်ဖြစ်စေတဲ့အဓိကလေးဝဲချက်ပါပဲ။ပရိသတ်ကြီးတို့ကရောနုပညာမာတွေမကဘာသာရေးမှာထူးချွန်တဲ့မိသက်ထားဆွေလေးရဲ့အောင်မြင်မှုတွေပေါ်ဘလို့မျိုးထင်မြင်ကြပါသလဲ။သူမလိုပဲဘာသာရေးမှာဆရာထက်တန်တဲ့အခြားပဲနုပညာရှင်တွေကိုရောအားပေးကြပါသလဲပြောသွားကြပါအောင်ရှင်။